ဒီနေ့မှာနတ်ပညာစဉ်အကြောင်းနဲ့မော်ဆက်ပညာစဉ်အကြောင်းဘူးလူသားပြောပြပေးမယ်စိတ်ဝင်စားရင်အဆုံးမိကြည့်ပါနတ်ပညာစဉ်မှာဆိုရင်နတ်အပ်စဏ္ဏဝင်လိပ်ပြတိတ်ရေစဉ်သုံးခါတော့ဘောင်းတော်အပ်ဒီပညာစဉ်တွေရှိတယ်ပေါ့နော်နတ်ဆရာတွေကနတ်နဲ့ပတ်သက်လာရင်ပြောတတ်ဆိုတတ်တဲ့နေရာမှာတော့တကယ်ပါရမီရှင်တွေဖြစ်ပါတယ်မော်ဆက်ပညာစဉ်အကြောင်းလေးဆက်ပြောပြပေးမယ်မော်ဆက်ပညာစဉ်မှာဆိုရင်ပညာပေးဆရာထွက်ရလမ်းမတော်မချင်းပညာပေးဆရာကိုယ်တိုင်လက်နဲ့ထိပြီးအသက်သွင်းလာပြီးတဲ့အင်းတွေကိုတပည့်ဖြစ်သူဆရာကနှစ်စဉ်ယာနဲ့ချီပြီးတောက်ရတာဒီပညာစဉ်တွေကထွက်ရလမ်းဒီရောက်တဲ့ပညာတွေဖြစ်ပါတယ်မော်ဆက်ပညာစဉ်မှာဆရာအားလုံးကအကြမ်းမြင်မရပေမဲ့အကြမ်းမြင်ရတဲ့ဆရာအားလုံးကထွက်ပါတယ်ပြမ20ကနေစပြီးတော့ကိုဝေ69ထိပညာကို24နိုင်လုံးအချိန်မြေးကစားလို့ရတယ်။အရေးပေါ်အခြေအနေမှာဆိုရင်ပွဲမရှိအလင်းနိုင်မရှိတော့ပညာကစားလို့ရပါတယ်။ဆရာကိုချစ်ခင်တဲ့မိတ်ဆွေပေါင်းတို့ဒီဗီဒီယိုကိုအများမြင်အောင် share လုပ်ရပါတယ်။